na kamta asini wani tawaguni bingka panesa asinga banya unu pokin no se pare na kamta asi Timida jenok tidolo kawan PD sia join motolakan seni mana tolakan no kalau saya pilih lebih juga yang di sini di motolakan ini biasa nama do apa nusa pada sabelo pada cuma di sisi kawan pun ya ni mahu pecah pilih sia join ni sia mak boleh jadi mana ya ini lah yang tu biasanyaဘာမှတော့ထွေထွေထူးထူးတော့မဟုတ်ဘူးဒါပေမဲ့စီကောင်းခြင်းမှာကိုပါဝင်ခွင့်ရတယ်ဘုရားပြင်ဆင်ပေးတယ်ဒီလိုအခြေအနေတစ်ခုကိုအကုန်လုံးကကြိုဆိုပြီးတော့မှဝမ်ပန်တတာနဲ့လက်ခံပေးတယ်ညီမကိုဒီလိုစင်ပေါ်စကားတက်ရောက်ပြောကြခွင့်ရတဲ့အတွက်လည်းတကယ်ကိုယ့်ရဲ့တက်တာမှာပျော်ရွှင်ရတယ်เราสิพูดจาเรื่องตายเด็กเล็กไปลุยชีพูดพวกอาชีบ่าวลุยได้จ่าต่อตั้งแต่ยังสิได้ก็มาเราสิพบยาเด็กตายอีจันทร์เราอาชีทุกคนในที่สุดชียังสิก็มุบ้าที่ทั้งกับเราสิพยาอีสิพูดพวกลงกันดีพยาที่ฮาเลลูยาโอ้เราเยจ้าเจสุชีวานีIni tak tahu nak kenapa siang kenapa air nak tahu biar tu. Ini tak tahu ada lihat tu biar nak serap mula kenapa. Namun jangan halu selain dia juga. Om nak biar mana? Namun biar mana tu kenapa? Biar mana tu? Namun biar kami ini dia saya juga kan. Om nak kenapa? Halu selain. Ti ni tahu. Dini lokbat tadi jenau terpidi. Dini lokbat tadi jenau terpidi. Dini lokbat tadi jenau terpidi. Bukan bedanya, ia ucin sinar boma, biasa saya kau cipi bazir. Aku cuma jenaro brand John F Tango, tu dua alon dah kau TV ma, lokbat tu dua Joshua. Alon ni kelapa? Yang Jeju jauh tidak sampai le, tu semua jaga kita jaga Jeju kini cina kapan kau bisa jadi pihak uji base. Cuma beli kau apa saja nak, yaudah cuma kau beri siapa ni kau mana yang Jeju kini mah jauh sih lah, jauh sih kan, kau pihak tinggal ada berapa uji base. Cuma siapa yang kau boleh, tu bagi boleh semua, cuma dia boleh cuma. Ini dia juga, ini kan sumber le, dia boleh. Sudah dong. Ini saya jauh le cuma ini itu dulu phone ini kelak mereka macam no, lele juna ni no.
အဲ့ဒါဇာတမနာဆုံးစံခြင်းပဲเนาะဘုရားရှင်တော်မဟုတ်ဘူးကျွန်တော်တို့အားလုံးဒီကြံပိတ်လေးကိုเนาะဖတ်ကြည့်အောင်ဆရာဒီနေ့ဟောချင်တဲ့ကြံပိတ်ဖြစ်တဲ့အတွက်ကြောင့်အားလုံးကဲဒီကဖတ်ကြည့်အောင်ရောက်ရှိတာကိုပြတဲ့ဆက်လက်ပြောကောင်းချီးပေးပါစေအာမင်ကျွန်တော်တို့နောက်မှာယူအပ်တဲ့ချိန်မှာပြည့်စုံတဲ့ဘောလုံးဒီတော့မှထည့်ပါလေကျွန်တော်ပြန်ပြတော့မှာဖြစ်ပါတယ်ဒီနေ့ဆရာဟောချင်တာကပါလဲဆိုတော့ကျွန်တော်တို့အခန်းကြီးအခန်းရဲ့ပြည့်နေမှာပေါင်းထားတဲ့အသက်ရှင်တော်ရှင်ဒီမျိုးပြောမယ်ဆိုတော့ရှင်တန်တော်ပူဇော်ခြင်းကိုစက်ကတဲ့ခါမှာဘုရားကိုပူဇော်တဲ့ခါမှာဘုရားကိုဝတ်ပြုတဲ့ခါမှာဘုရားကိုကုကွယ်တဲ့ခါမှာရှင်တန်တော်အသက်ရှင်တော်စက်ကခြင်းပူဇော်ခြင်းကုကွယ်ခြင်းဝတ်ပြုခြင်းဟာဘုရားသခင်ကလက်ခံတဲ့ဟာဖြစ်တယ်ဆိုတာကိုဒီကနေ့ဆရာဟောချင်တာဖြစ်ပါတယ်ကျွန်တော်တို့ရောမကိုကျွန်တော်တို့ကြည့်နေဆိုတော့အထူးချုပ်ပြမယ်ဆိုတော့ဒီရောမဩဝါဒစာဆောင်မှာရှင်ပေါလုကကိုရင်တုမြို့ကလည်းကြီးထားတာဖြစ်တယ်အဲ့ဒီကိုရင်တုမြို့မှာဖီဘီဆိုတဲ့အကင်းတော်ကအလူသမီးခေါင်းဆောင်ပေါ့နော်သူရောက်လာတဲ့ချိန်မှာရှင်ပေါလုကရေးပြီးတော့အဲ့ဒီစာကိုဖီဘီကိုတိုင်ကရောမမြို့ကိုယူဆောင်လာတာဖြစ်တယ်အဲ့ဒီချိန်မှာရောမမြို့မှာအတိတ်ကိုတင်တာဆိုတာ၄-၅ရောက်ခဏရောက်တော့ပဲရှိတယ်နော်ဒိနေင်းဆိုတာတော့ပဲရှိတယ်ဒါပေမဲ့ရှင်ပေါလုကဒီရောမအကြောင်းကိုပြောချင်တာကနောမရောမမြို့ကိုဘုရားသခင်ကကောင်းချီးပေးပြီးတော့အတင်းကြီးမြို့ကြီးဖြစ်လာမယ်ဆိုတာကိုရှင်ပေါလုကဒီလိုမြင်ထားတာကြောကြောင့်ဒီစာကိုရှင်ပေါလုကဒီထားတာဖြစ်တယ်အဲဒီ58ကနေ60ကျထားမှာရေးထားတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိတာဖြစ်တယ်ဆိုတော့ဒီရောမရဲ့အဓိကရှိတဲ့ချက်ကပါလဲဆိုတော့ဘုရားသခင်ရဲ့ကယ်တင်ခြင်း salvation အဲ့ဒီကယ်တင်ခြင်းဆိုတာက Greek နဲ့ Hebrew နဲ့ကြည့်မယ်ဆိုတော့နော်ကယ်တင်ခြင်းဆိုတဲ့စကားလုံးတစ်လုံးတည်းမဟုတ်ဘဲနဲ့အဲ့ဒီ salvation ဆိုတဲ့ soteriology ဆိုတာကဒီမှာဓမ္မကျမ်းစာဟောင်းကနဲ့စတင်လာတာဖြစ်တယ်။အဲ့ဒီဓမ္မကျမ်းစာဟောင်းကနဲ့လာတာကလည်းဓမ္မကျမ်းစာဟောင်းမှာ130ခုချိန်ကျွန်တော်တွေ့ခဲ့တယ်။ပြီးတော့ဓမ္မကျမ်းစာပြင်မှာ260ခုချိန်ကျွန်တော်တွေ့ခဲ့တယ်။အားလုံးပေါင်း388ချိန်ဓမ္မကျမ်းစာကပ္ပဦးကျမ်းကလည်းပြည့်တဲ့ချက်အဖြစ်နော်ကယ်တင်ခြင်းဆိုတဲ့စကားလုံးလေးဟာ388ချိန်ကျွန်တော်တွေ့ခဲ့တယ်။ဒါပေမဲ့အဲ့ဒီကယ်တင်ခြင်းဆိုတဲ့ဟာကကျွန်တော်တို့ဘာမှပါတာပြင်မယ်ဆိုတော့ကဲကြည့်ချင်းတစ်ခုတည်းမဟုတ်ဘူးအဲ့ဒါဟေဘရုနဲ့လာတဲ့ခါနဲ့ဂရိဘာသာစကားရဲ့အစကပါလဲဆိုတော့ကဲတင်တာတစ်ခုတည်းမဟုတ်ဘဲနဲ့လွတ်မြောက်ခြင်းနဲ့ပါတယ်ပြီးတော့အောင်မြင်ခြင်းနဲ့ပါတယ်ပြီးတော့ကျမ်းမာခြင်းနဲ့ပါတယ်ပြီးတော့လုံခြုံခြင်းနဲ့ပါတယ်ဟာလေလုယာအဲ့ဒါကြောင့်ဘုရားသခင်ကိုကျွန်တော်တို့ရှင်တန်တော်ရှင်ပူပြောခြင်းရှင်တန်တော်ဝတ်ပြုပူဝဲခြင်းရှင်တန်တော်ချီးမွမ်းခြင်းကိုကျွန်တော်တို့ပေးနေဆိုရင်တော့ကျွန်တော်တို့အတွက်လွတ်မြောက်ခြင်းနဲ့ပါတယ်ကျွန်တော်တို့ပြောအောင်မြင်ခြင်းနဲ့ပါတယ်ကျွန်တော်တို့အတွက်ကျမ်းမာခြင်းနဲ့ပါတယ်ကျွန်တော်တို့အတွက်လုံခြုံရေးနဲ့ပါတယ်ဟာလေလုယာအဲ့ဒါကိုရှင်ပေါလုကရောမမျိုးကိုရေးထားတာဖြစ်တယ်ဆိုတော့အဲ့ဒီရောမဟောရစာကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုတော့ the righteousness of God in the gospel နော် the righteousness of God in the gospel ဘုရားသခင်ရဲ့ဖြောင့်မြတ်ခြင်းဝိညာဉ်လေးတရားအဲ့လိုရောမစာကိုသူတို့ကဟောဘယ်လိုပြောမလဲခေါ်ဝါတာဖြစ်တယ်ဘုရားသခင်ရဲ့ဖြောင့်မြတ်ခြင်းတရီကဆိုတော့ကျွန်တော်တို့ကဖြောင့်မြတ်လားမဖြောင့်မြတ်ဘူးကျွန်တော်တို့ကတည့်ရှင်းလားမတည့်ရှင်းဘူးဆိုတော့တေချာနေပြီလူသားတယောက်ရဲ့အပိကျိုးလွန်နေတဲ့အရာကြီးကစားဇာတိပဂတိအပိကအစားလူသားဟာဘယ်သူမှကောင်းမြတ်တဲ့ရှင်းတဲ့လူမရှိပဲနဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ကျွန်တော်တို့တရင်ကောင်းအေးုံတရင်တင်ကိုခံစားရတာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုရောမကပုံပေါ်တာဖြစ်တယ်အဲ့ဒီရောမစာအုပ်ကိုအခန်းကြီးကြီးကလည်းအခန်းကြီးကြီးကလည်းအခန်းကြီးရှိကြီးကိုကျွန်တော်တို့ဖတ်တဲ့ချိန်မှာဘုရားသခင်ပြမဲ့ခြင်းနဲ့ကဲတင်ခြင်းဆိုင်ရာတရင်ကောင်းနေဖြစ်တယ်ရောမအခန်းကြီးကြီးကလည်းအခန်းငယ်ရှိအခန်းကြီးရှိကြီးကိုဖတ်မယ်ဆိုတော့ဘုရားသခင်ရဲ့ပြမဲ့ခြင်းနဲ့ဘုရားသခင်ရဲ့ကဲတင်ခြင်းတရင်ကောင်းကိုထားတာဖြစ်တယ်အဲ့ဒီအခန်းငယ်ကြီးကလည်းရှိတယ်မှာအခန်းငယ်ကြီးကလည်းတော့ကိုဖတ်မယ်ဆိုတော့ဗာလဲလူရဲ့အပြစ်တရား
visa api no agam kan ne chunoro sinta la re api chunoro machulu mu ma pyu kaya ka wo shika mano ka ma pa me ne chunoro api ka ne mo pho la re buda phit de jong ko roba khan chi chi ka ne tong chi ma chunoro ko be tha ba phya ma bu ma tan shi bu da me me phya de ne phya ma chin chok da re chunoro phya ma chin ko ya re era ko bu khan sa ya de le so la ko akhan ni le nga ne nga akhan chi le ka ne nga chi ma pian bi lo pyo tha ra phit de ba le ke ki chin chunoro me ke to te shi ke de niကျွန်တော်တို့ဘယ်လိုတက်ရှိပြီးတော့ဖြတ်ပတ်ပြီးတော့ဘယ်လိုကောင်းကင်နိုင်ငံကိုရရှိခဲ့တဲ့အကြောင်းကိုရောမအခန်းကြီး၄နဲ့၅မှာကျွန်တော်ကြည့်ထားတော့တွေ့တယ်အခန်းကြီး၆ကနေရှိကိုကျွန်တော်တို့မှတ်တဲ့ချိန်မှာဒီပါတော်လူမျိုးဆိုတဲ့ဂျန်တလူမျိုးနော်ဣတရေလလူမျိုးတွေတွင်ပေါ့အခန်းကြီး၆ကနေရှိဟာကျွန်တော်တို့တပါတော်လူမျိုးတွေဂျန်တလူမျိုးတွေအတွက်ဘယ်လိုတရားမျှတမှုကိုကျွန်တော်တို့ခံရရတယ်တကယ်တော့ယေရှုခရစ်တော်ကြွလာခြင်းဟာtu Israelလူမျိုးတွေကိုကဲတင်ဖို့ရကြွလာပေမဲ့ Israel လူမျိုးတွေကသူ့ကိုဆွတ်လွတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကပါတော့အမျိုးသားတွေရှိမှာဒီဖြောင်းတဲ့ချင်းတရားဒီကောင်းတဲ့ချင်းတရားဒီတရင်ကောကိုကျွန်တော်တို့ဘယ်လိုခံစားရခဲ့တယ်လဲဆိုတာအခန်းကြီး6ကနေရှိခဲ့မှာပြောပြတာကိုကျွန်တော်တို့တွေ့ခဲ့တယ်အခန်းကြီး9နဲ့7ကတော့ Israel လူမျိုးတွေကြောင့်ဖြစ်တယ် Israel လူမျိုးတွေဟာအရှင်မောကပြရတဲ့ခင်ဗျာရေကုန်ထားတဲ့လူမျိုးတွေဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကိုလက်မခံတဲ့အတွက်ကြောင့်ဘုရားသခင်ကသူတို့ကိုငိပြတာကိုခံကြည့်တဲ့สิ่งမှာကျွန်တော်တို့တွေ့ခဲ့တယ်။ဒါပေမဲ့ဒီနေ့ဒီချိန်ကဣသရေလလူမျိုးတွေဟာမျက်စိကနေတဲ့အချိန်နားလဲနေတဲ့အချိန်ယေရှုခရစ်တော်မဆရာကိုကျွန်တော်လက်မခံနိုင်ဘူး။သူတို့ဒီနေ့ချိန်ဒီမဆရာကိုဆုံးမလို့ဖြစ်တယ်လေ။အဲ့ဒါကြောင့်ဒီနေ့ဒီချိန်ကဘုရားသခင်ကငိပြခြင်းခံရတဲ့ဣသရေလလူမျိုးတွေဖြစ်တဲ့အကြောင်းကိုရောမခံကြည့်တဲ့สิ่งမှာရေးထားတယ်။အခန်းကြီးတစ်ချက်ဒီမှာပါလိခါရဲကျွန်တော်အဲ့ဒီဣသရေလလူမျိုးတွေကိုဘေးရန်ကျူးကနေကာလာဆိုတဲ့ယုံကြည်သူအားလုံးချင်းအောင်ချင်းခံပြီးမှဣသရေလလူမျိုးတွေကိုနောက်တာရမယ့်အချိန်ကာလကိုခုနှစ်နှစ်ပေးလိုက်တယ်အဲ့ဒီခုနှစ်နှစ်ဟာဣသရေလလူမျိုးတွေအတွက်တော့ကျေးဇူးတော်ကာလဖြစ်ပေမဲ့ကျွန်တော်တို့တမတော်လူမျိုးတွေအတွက်တော့နောက်တာတရားအချိန်မရှိတော့ဘူးခက်ခဲတော့ကာလမြေပတ်တဲ့ဆက်ချင်းပြီးတော့ခက်ခဲတော့နော်ဘေးရန်ချင်းကာလဖြစ်လာလိမ့်မယ်အဲ့ဒါကြောင့်ဒီနေ့ဒီချိန်ခါမှာတော့ကျေးဇူးတော်ကာလမှာကျေးဇူးချင်းတရားကိုလက်မခံဘဲနဲ့နော်ဖခင်ရဲ့ပြုတ်မဲ့ချင်းမှာကျွန်တော်တို့အသက်မရှိဘူးဆိုတော့ကျွန်တော်တို့အတွက်ခွင့်အလားမရှိတော့ဘူးဆိုတာကိုလည်းအခန်းကြီး7ကမှလည်းကြည့်ထားတာဖြစ်တယ်ဆိုတော့အခန်းကြီး7နှစ်ကလည်း16ကိုကျွန်တော်တို့ဖတ်တဲ့ချိန်မှာကဲပြုတ်မဲ့ချင်းလည်းရပြီဖခင်တခင်ကကျွန်တော်တို့လက်ချင်းပြပြီတားတော်ယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့ကိုပြည့်တင်ပြီးပြီဆိုတော့ကျွန်တော်တို့ဘာလို့ရမလဲကျွန်တော်တို့အတွက်အသေးခံနေယေရှုအတွက်ကျွန်တော်တက်ရှိရအောင်ဟာလေလုယာကျွန်တော်တို့ကိုသားအဖြစ်လက်ခံတော့ဖခင်အတွက်ကျွန်တော်တို့တက်ရှိရလိမ့်မယ်ကျွန်တော်တို့ခရစ်တော်အဖြစ်ယုံကြည်သူသားတွေအားလုံးဟာမိကုမောနမဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဖြစ်ဘာလို့ရအောင်လဲဒလာရီချင်းနေတခါဒီပမာရီအင်ဒိုနီးရှားရီဘာလာဒီမဆန်တော့ဘူးခရစ်တော်နဲ့အတူတူကအသက်ရှင်လာတဲ့လူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အတူတူကလောက်လည်းပဲရမယ်ခုနတားလေးပြောတယ်လို့ပေါ့နော်ဆရာလူခင်ဗျားတို့ကမချောပဲပဲဖျားတဲ့ခင်တင်တော့ချစ်တယ်ကျွန်တော်ကချောတယ်လို့မဟုတ်ဘူးအရင်ချောတာဟုတ်တယ်မလားသူထည့်ပြောတာပါဇာဝလိထက်တော့အရက်လက်ရှိတယ်အဲ့ဒါတော့ဘုရားသခင်ကလူကိုဖန်ဆင်းတဲ့ချိန်မှာသူကျွန်တော်တို့အထက်မှာမဟုတ်သူထားတဲ့ဝိညာဉ်တော်အသက်ကအတူတူပဲဟာလေလုယာအဲ့ဒါတော့ဆရာကနာတာပြောတာဆရာလူအသားမချောရင်လည်းမလှရင်လည်းခင်ဗျားတို့ထက်မှာဆရာဝိညာဉ်လည်းကျွန်တော်ထက်မှာဝိညာဉ်အတူတူပဲအဲ့ဒါတော့ဒီကုမောတော်မှာဖြစ်တာဘယ်ကနေလဲခရစ်တော်ကြောင့်ဟာလေလုယာခရစ်တော်ကြောင့်ဒီကုမောတော်မှာဖြစ်တာအဲ့ဒါကိုမိုက်တာဖွင့်တာလို့ခေါ်တယ်အဲ့ဒါကို charge to call out ဆိုတာအဲ့ဒါတက်ခေါ်ရအောင်ဖြစ်တယ်ကျွန်တော်ဒီနေ့ဆရာပြောချင်တာကဘာလဲရှင်တန်တော်ရစ်ပူရောချင်းရှင်တန်တော်ဝိပုပုကိုချင်းရှိတယ်ဆိုတာရောမထဲမှာရှင်ဘောလူကပြောတဲ့အတွက်ကြောင့်တခုတော့ကျွန်တော်စဉ်းစားပူလို့နေပြီမရှင်တန်တော်ဝိပုပုကိုချင်းရှိတယ်ဆိုတာသိချာတယ်မရှင်တန်တော်ရစ်ပူရောချင်းရှိတယ်ဆိုတာသိချာတယ်မရှင်တန်တော်အမှုတော်ဆောင်ဆိုတာရှိတာသိချာတယ်မရှင်တန်တော်ပါစတာရှိတယ်ဆိုတာသိချာတယ်မရှင်တန်တော်အတင်းတူအတင်းသားဆိုတာရှိတယ်ဆိုတာသိချာတယ်မရှင်တန်တော်ပေးကချင်းဆိုတာရှိတယ်ဆိုတာသိချာတယ်မရှင်တန်တော်ချီးမွမ်းခြင်းဝတ်ပြုခြင်းဖရဝရှိတယ်ဆိုတာသိချာတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားဖို့ဒီနေ့ဘုရားကြောင့်မှလာတယ်နန္ဒာကြီးလုံးဒီမှာထမ်းတယ်ကျွန်တော်တို့စူးပေါင်းတဲ့တချင်းစူးတယ်ဘုရားကိုချီးမွမ်းတယ်ဆိုရဟာကဘုရားလက်ခံလို့တဲ့ရှင်တန်တော်ပူရခြင်းဖြစ်တာဘုရားလက်ခံလို့တဲ့ကျွန်တော်တို့နှလုံးသားအကျွမ်းမဲ့တဲ့ဘုရားကိုချီးမွမ်းတာဒါမှမဟုတ်အလှအပဒနာဖြစ်တယ်ကျွန်တော်တို့အင်ကြီးပေါပြီးကြောင်းရဖူလာဖြစ်တယ်
ကျွန်တော်တို့အတန်ဒီကြောင့်ရောက်ဖူလာဖြစ်တယ်ကျွန်တော်တို့နော်သူငယ်ချင်းတဲ့တွေ့ပါတယ်သူနေနေဟာပဲသူငယ်ချင်းတဲ့တွေ့တာချင်ရတယ်ကျန်တဲ့နေ့မှာကျွန်တော်အလုပ်လုပ်ခဲ့တဲ့အတွက်ကြောင့်ဒီနေ့သူနေမှာပဲကျွန်တော်တွေ့ဆုံတွေ့ရတဲ့ကြောင့်ဖခင်เจ้าမှာတွေ့ရဆူရဲမျိုးနဲ့လာတာလားအရာအရေးကြီးတယ်အဲ့ဒါတော့ရှင်တန်တော့ပေကန်ချင်းရှင်တန်တော့ဝတ်ပြုကိုချင်းရှင်တန်တော့ရှင်ပူရချင်းရှင်တန်တော့ဘယ်လိုပြောမလဲချင်းမချင်းအရာအလုံးဒီဟာဘုရားသခင်ကလက်ခံလိုက်တဲ့ရစ်ပူလို့ရှင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အတွင်းကေတင်ရှင်းတာမှကလုံချုံချင်းကျမ်းမာချင်းဝဲမြောက်ချင်းပြုတ်ဆွင်ချင်းကိုလည်းပေးတယ်ချင်းမွန်ခုပဲရှင်ပြတ်တယ်လို့ဆိုဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့အသက်မရှင်တော့ရစ်ပူလို့ချင်းလို့ရှင်ပေါ်လူကဥပမာစကားနဲ့ယူထားတာကတော့ဗာလဲဆိုတော့ဓမ္မဟောင်းချက်ထင်မှာရစ်ပူဟဲ့ဒီကအပြစ်ပူဇော်တဲ့ချိန်မှာဘာလို့လဲနွားရီတိုးရီစိတ်ကိုတက်တယ်ချုံရက်တွေကိုတက်ပြီးတော့ပူဇော်တယ်အဲ့ဒါကိုတဲ့လို့ပြောတယ်ဒီဟာဒီအားလုံးမှာယေရှုခရစ်တော်ကိုပုံဆောင်နေတဲ့နမိတ်လက္ခဏာတွေဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့စင်တန်တော်အပူယောချင်းစင်တန်တော်ဝတ်ပြုဖို့ချင်းဆိုတာကယေရှုခရစ်တော်ကိုအမေတန်တော်ထဲမှာထားခရစ်တော်အထက်မှာကျွန်တော်တို့မနေဘူးဆိုတော့ကျွန်တော်တို့လုပ်တဲ့အရာတွေအားလုံးဟာအချီနေပဲဖြစ်တယ်ယေရှုခရစ်တော်ဘုန်းတော်ထင်ရှားဖို့နဲ့ခရစ်တော်အထက်မှာကျွန်တော်တို့တက်ရှင်နေပြီဆိုတော့အရာအားလုံးကဖခင်သခင်လက်ခံတဲ့ရာတွေဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်လမ်းကြောင်းတစ်ခုကယေရှုပဲဖြစ်တယ်တစ်ချက်လမ်းကြောင်းပါမှမရှိဘူးယေရှုခရစ်တော်နဲ့တာကျွန်တော်တက်ရှင်ဖို့လုပ်တယ်ကိုလိုစာအခန်း6ငယ်7ခုဒီမှာပြောတယ်ဤတော့ပြီး၍အစာအတော့နဲ့ပတ်သက်ပြီးဖြစ်စေဘာသာရေးပွဲနဲ့ဖြစ်စေလက်ဆံပွဲနဲ့ဖြစ်စေဥပုံနဲ့ဖြစ်စေပတ်သက်တဲ့ဒီနောက်အတွက်ဘယ်သူမှဥပဒေရှိကမပြုလို့ပါစေနဲ့ထိုအရာတို့ဒီနောက်အခါမှာလာမဲ့အရာတို့ဒီအစက်အယောင်ဖြစ်၍အတုတရားရအစက်အယောင်ဖြစ်တဲ့ကြောင့်အမှန်ရှိရှိဟာဖြစ်တော်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ယေရှုခရစ်တော်ဟာအမှန်ရှိနော်ကျွန်တော်တို့ဓမ္မဟောင်းထက်ကပုံတရာအားလုံးဒီတရေလာလူမျိုးတွေရဲ့အတ္တအားလုံးတွေဟာကျွန်တော်တို့အရှင်ကြည်သူအတွက်ပုံဥပမာမှန်တယ်မှာကြည့်ရမယ့်ဟာတွေဖြစ်တယ်အဲ့ဒါလေးကိုတကယ်ကျွန်တော်တို့ကိုကဲတင်လာတဲ့ဖြုံးမစင်လာတဲ့တန်ရှင်းစင်လာတဲ့သူကတော့အဲ့ဒီရစ်ကောင်တဲရစ်ကောင်ပေါ့ပဲနဲ့အသက်ရှင်တော်ယေရှုဖြစ်တယ်ဆိုတာကိုရှင်ပေါ်လို့ကဒီမှာပြည့်တိထားတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုခရစ်တော်အထက်နဲ့ဖြစ်လို့ခရစ်တော်နဲ့ဘောလည်းဖြစ်လို့ခရစ်တော်ထဲမှာကျွန်တော်အသက်ရှင်ဖြစ်လို့ဆိုတာကိုဒီမှာပေါ်ပြတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ပူဇော်နေတဲ့ကျွန်တော်တို့ဝတ်ပြုနေတဲ့ကျွန်တော်တို့ချင်းဝတ်နေတဲ့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့အရာတွေအားလုံးဟာအသက်ရှင်ဖို့ရတဲ့ကျွန်တော်တို့ခရစ်တော်ထဲမှာနေရတော့မယ်ကျွန်တော်တို့ခရစ်တော်ရဲ့ပုံတရာကိုကျွန်တော်တို့ဆောင်ရတော့မယ်ခရစ်တော်ကိုပုံပေါ်မှာထားပြီးတော့ခရစ်တော်ကဘာလို့ဖြစ်တယ်လဲခရစ်တော်ကကျွန်တော်အတွက်ဘာလို့ဖြစ်တယ်လဲဆိုတော့အမေနဲ့ဆက်စားရမယ်ဘုရားတော်ဖြစ်မှာမဟုတ်ဘူးနော်ဥပမာဘာကျွန်တော်လုပ်တယ်ဆန္ဒလို့လေဥမာဝေလာတော့ဆိုတော့အရင်မောတော့ဒီပြလာတဲ့ချိန်မှာအတင်းတူတင်းလည်းမရှိဘူးကွာကျွန်တော်မြန်မာလည်းမရှိတဲ့ချိန်မှာဒီတူလေးတော့လောက်လေတော့အားပြီးမှာပဲကျမကြီးတော့မှာပဲအမောလည်းပြရမယ်ဆိုတဲ့ဟာမျိုးတကယ်လို့စဉ်းစားခဲ့တော့ဆန္ဒတော့ဘူးပုံမှာဆိုတော့နော်ဒီမှာတာသမီးလေးနော်အလုံးလို့တဲ့လူတွေအလုံးနော်ခင်ဗျမောပန်းနေတဲ့ချိန်မှာခင်ဗျပြောင်းထနေတဲ့ချိန်မှာခင်ဗျပင်ပန်းခင်ဗျပြင်းနေတဲ့ချိန်မှာအမျိုးမျိုးတွေ့ကြလာတဲ့ချိန်မှာခင်ဗျဆေးတော့တောက်ခါလေးမှာဒီဆေးလေးကိုယေရှုဖြစ်ခဲ့တော့ယေရှုကဒီဆေးလေးကိုတောက်မလာဘူးကုကဘူးမယ်ဒီဘီယာဘူးကခင်ဗျတောက်ခါလေးခင်ဗျကန်နေတဲ့ချိန်မှာတကယ်လို့ငါယေရှုဖြစ်တော့ဖြစ်မယ်ဆိုတော့ဒီယေရှုကဒီဘီယာဘူးတောက်မလာဘူးရှင်းစားတယ်ရုပ်ကျဲမကောင်းမိကလေးတွေပဲလေအခုဟုတ်တယ်နော်ကျွန်တော်လုံးအရာတစ်ခုပေါ်လာပြီရှင်နော်ဒီဟာလောက်ခဲ့တော့ယေရှုခရစ်တော်ကဆိုလောက်မလားယေရှုခရစ်တော်တော့ပေါ်တူမလားကျွန်တော်တို့ဖခင်သခင်ကအဲ့ဒါကိုကျွန်တော်တို့အတွက်ဘယ်လိုထင်မလဲဆိုရအောင်ကျွန်တော်အမေကပြောပုံပြတယ်ဘာဖြစ်လို့လဲအသက်ရှင်တော်ယေရှုကိုချင်းချင်းကိုကိုချင်းဆိုတာကအဲ့ဒါကစတဲ့နာအဲ့ဒါတော့ကိုရိန္သုအခန်းကြီးဒုတိယစာဆောင်ကိုရိန္သုအခန်းကြီး7ငယ်1မှာပြောတယ်ရှင်ယောဘောလူကပြောတယ်ဆိုတော့ငါဒီတဲ့နော်ခရစ်တော်မှာအတူယူဆောင်တဲ့တော့တင်းတော့ဒီလေငါထံမှာအတူယူကြတော့ရှင်ဘောလူကပြောတယ်ငါဒီယေရှုခရစ်တော်ကိုအတူယူပြီးတော့ယေရှုခရစ်တော်အတွက်တက်ရှင်တယ်ယေရှုခရစ်တော်ညီတူကျွန်တော်ကျူးစားတယ်လောက်တယ်အဲ့ဒီလိုပြုပဲယုံကြည်သူသားသမီးတွေဒီက
ကျွန်တော်ရဲ့ပုံကိုအထူးယူပါလို့ရှင်ဘောလူကပြောတယ်ကျွန်တော်ဘုမပြီးမှာတော့ငါပြောသူလူလောက်ငါလောက်သူလူမလောက်နဲ့ဆိုတဲ့ဟာစကားရှိတယ်နော်ဆာဝေလင်းကဓမ္မမောရှင်နိုင်လို့ကဆရာကတနည်းနေတဲ့ကမှဒီမှာတရားဟောမယ်နော်ကျွန်တော်တို့ဒီကနေ့နောက်ကပတ်တော်တင်ပေးမယ်ဒါပေမဲ့အင်္ဂါတနည်းလာနေကနေစနေနေ့ချင်းတော့မြင်မှုမဲ့ကိုရစားမယ်ဆက်လက်တော့မယ်လက်ဖက်ရည်စားထားမယ်အိုဟိုတော့ဒီတော့လည်းလောက်ပဲဆိုတော့ငါပြောသူလူလောက်ငါလောက်သူလူမလောက်နဲ့ဆိုတဲ့ဟာမျိုးပေါ်လာလိမ့်မယ်လေဒါပေမဲ့ယူကြည်သူတယောက်ဖြစ်ပြီဆိုတော့ဓမ္မဆရာတယောက်ဖြစ်ပြီဆိုတော့ခုနဖက်ပြီနော်သူများကမစားတာတော့သူချွေတော့မစားပါသူများကပေးကချင်းပြတဲ့ပေးရဆိုတော့ပေးကမှာသူများကပတ်စတာနေမယ်ဆိုဓမ္မဆရာလူနေပါနော်သူများကသူတင်ပေးတာတော့သူဆိုတော့သူများတင်ပေးတာဖြစ်စီမှာအောက်ချုပ်သူဖြစ်မယ်ဆိုတော့အတင်းတော့မအောက်ကထနော်စကတိချမ်းပဲဖြစ်တယ်ဆိုတော့အဲဒီအောက်ချုပ်တာခုကိုရတာအောင်တဲ့အဲဒီပညာကိုရရှိတဲ့ဖျားကိုဆိုတော့ပါလို့ရှင်ဘောလို့ပြောထားပြီးအဲ့ဒါတော့ငါပြောသူလို့ငါလို့သူမလုပ်နိုင်ဆိုတာမဟုတ်ဘဲနဲ့ငါလို့သူလို့ငါပြောသူလို့ပြော The Bible speak to speak နော်ဒါမှကျင်းစာအရာယေရှုခရစ်တော်ကိုကျွန်တော်တို့ပုံဆောင်ပြီးတော့ဒီနေ့ချင်းပလီမာမေတာတရားဟောနေတယ်ကျွန်တော်တို့ဘုရားပတ်တော်ဆရာကြီးဓမ္မဆရာကြီးကလည်းနော်သူတို့အသက်တာအတူယူဆရာဖြစ်တာဖြစ်ရတယ်ကျွန်တော်တို့ကြိုးစားပြီးနေတယ်ကဲအဲ့ဒါကိုရှင်ဘောလူကပြောတယ်အဲ့ဒါကြောင့်ဆရာနောက်ဆုံးအချက်တစ်ချက်ပြောမယ်ရှင်တန်တော်ရှိပူဇော်ခြင်းရှင်တန်တော်ဝတ်ပြုပုဂ္ဂိုလ်ချင်းဆိုတာကနံပါတ်1မှာပါပြောရဲဆိုတော့ဒီချက်ဆက်မှာ surrender လို့ပြောထားတယ်။ဘာလဲလက်မြောက်ခြင်းဖြစ်တယ်။ရှင်တန်တော်ရှိပူဇော်ခြင်းရှင်တန်တော်ဝတ်ပြုပုဂ္ဂိုလ်ချင်းဟာနံပါတ်1 surrender ဖြစ်တယ်လက်မြောက်ခြင်းဖြစ်တယ်။အဲ့ဒါဘာလဲပြောရမလဲ။အော်ဖခင်တခင်ရှိမှကျွန်တော်တို့မှဒီဘာမှမဟုတ်တော့မတန်ရှိတော့မဖြောင်းမတော့နော်အပိတရတဲ့ပြည့်စုံတော်သူကိုယ့်အတွက်ကောင်းတဲ့ဟာတွေမလုပ်နိုင်ဘူးကိုယ့်အတွက်လည်းဘာမှလည်းမပြည့်စုံနိုင်ဘူးမနေ့ကအတွက်လည်းမတည်ဘူးကျွန်တော်အဆိုးတဲ့လူဖြစ်တယ်ဖယားရှိမှဝတ်ကြွဆက်ပါဘူးမရှိအဲ့ဒါတော့ကျွန်တော်ဟာဆုံးတော်သူဖြစ်ပြီးကျွန်တော်ဘာတစ်ခုမှမလုပ်နိုင်ဘူးကိုစလဲတဲ့တော့ရမယ်ဘယ်မှာလဲဖယားရှိမှနော်ဖယားရှိမှစလဲတဲ့တော့ရမယ်ဒီကဘာပြောလဲဆာလာခန့်ကြီးငါစတိအနေခန့်ကြီးတိကနဲ့ငါချစ်ချငါချစ်ပဲဆိုတော့အမီဝတ်ပဲခေကနေပြည်တယ်ငါဒီအပိတ္တဖြစ်တယ်ငါဒီမမွေးခင်ကလေးကအပိနဲ့ပြီးတော့သူဖြစ်တယ်ဆိုတော့ဒေဗစ်ကဝန်ခံတယ်ဒီနေ့ကျွန်တော်တို့ဘာကိုဆိုလို့တယ်ကျွန်တော်တို့မကောတဲ့တရင်စကားကြီးပြောတာတော့ကြားတာနော်ကာယကဝစီကမနောကနဲ့ကျွန်တော်တို့မကြည့်ပေါ်တာကပါလေအမီဝတ်ပဲခေကနဲ့ရှင်းတယ်လာတဲ့နော်အာဒမ်ရဲ့အပိကနဲ့ကျွန်တော်ငွေပေါ်လာတယ်အဲ့ဒါကြောင့်ဘလုံးပဲကောင်းမှုတူတော့မရဘူးဘောမှုကူတူတပည့်ငရဲတပိတ်တာဖြစ်သွားအဲ့ဒါကြောင့်လူရဲ့ကျူဆာခြင်းလူရဲ့ပြုခြင်းလောက်ခြင်းအရာတွေအလုံးဟာဖယားရှိမှဘာမှအကျိုးမဝင်ဘူးအဲ့ဒါကြောင့်ငါအဆုံးသမားဖြစ်တယ်။အော်ဖယားတခင်ကျွန်တော်ကိုကူညီပါ။အော်ဖယားတခင်ကျွန်တော်ကိုမဆာပါ။အော်ဖယားတခင်ကျွန်တော်ကိုလာပြပူဆောပါ။အော်ဖယားတခင်ယေရှုခရစ်တော်မှာပါဘူးရှင်။ဝိညာဉ်တော်ကျွန်တော်စီမှာမတော်ဘူးရှင်ကျွန်တော်မတော်တယ်။ဒီမလေးရှားမှာပြပန်းခက်နေတဲ့နေရာမှာကျွန်တော်မိသားစုကျွန်တော်ဘဝအတွက်ကျွန်တော်အတင်းတော်အတွက်ကိုရောမပိုင်ကျွန်တော်ဘာမှမလုပ်ဘူးဆိုရဟာမျိုးနဲ့တူတူစက်ကပ်ပြီးတော့နံပါတ်1ချက်လက်မြောက်ပါကြည့်ရမယ်ငါပါစတာပဲငါတိလို့ထားပဲငါမျိုးသမီးခေါင်းဆောင်ပဲငါလူကြီးခေါင်းဆောင်ပဲဂျမားကစနေစကူဆရာမပဲငါစိတ်တူလောက်ပဲငါတင်းတော်မှာဆောပဲဘာညာဒီသူကအကျဉ်းရှိလို့မယူဘူးဆိုလည်းမတော်ဘူးကျန်းစာမလည်းမဖတ်ဘူးမနေအဲ့ဒါရှင်ပေါ်လို့ပြောတာဒီလိုမျိုးကြီးအတင်းလို့အကထကူဆယ်နေပဲလို့ပါစတာက Reverend Doctor ပဲဖြစ်ဖြစ်မရှိတော့စက္ကချင်းဘူးရောချင်းဖြစ်လာတယ်နံပါတ်1ကျွန်တော်တို့ဒီအပိတရားဖြစ်တာဖြစ်တယ်ကျွန်တော်တို့အတွက်ကျွန်တော်တို့ဘာမှမလုပ်နိုင်တော့သူများဖြစ်တယ်ယေရှုကြောင့်တာခရစ်တော်အဖြစ်တာလေဝိညာဉ်တော်ဖခင်ရဲ့ပူဆောင်ခြင်းတာလေကျွန်တော်တို့ဖြစ်နိုင်တယ်ဆိုတာကိုနံပါတ်1ဝန်ခံသူစလန်ဒါလို့ဘူးနော်လက်မြောက်ပြရရှိမှာလို့ပြောတယ်နံပါတ်2ကပါလဲဆိုတော့အဲ့ဒီယေရှုခရစ်တော်အောက်မှာကျွန်တော်တို့အဲ့ဒီမှာတော့တစ်ခုလုံးဆက်ပြချင်တာကရှင်လုကာအခန်းကြီး23မှာကျွန်တော်တို့တွေ့ခဲ့တယ်နော်လေဝကတာယေရှုခရစ်တော်မှာလေဝကတာမှာတဲ့ခံတော့ကဘေဖက်မှာတယောက်ငယ်ဖက်မှာတယောက်ရှိတယ်ကျန်စာရဆိုတော့နာမည်တော့မပြောဘူးဒါပေမဲ့ပုံကြည့်မှရှိတယ်ဒုမတ်နဲ့ဒီတာ
ရှိထားတယ်ပြောကြတာပေါ့ဒါမျိုးတော့ပြောတော့ဘူးနော်မြတ်ဖေးမှာရှိတဲ့လူတယောက်ကဘာပြောလဲခင်ဗျားကယေရှုခရစ်တော်ဆိုခင်ဗျားကဣသရေလလူမျိုးတွေမဆရာဖြစ်တယ်ဆိုကူတာစနော်ခင်ဗျားကဘုရားသားဖြစ်တယ်ဆိုတော့ကူကဲတင်ပြီးတော့ငါတို့ကူကဲတင်လိုက်ပါလားလို့ကဲရဲ့ပြီးတော့တော်ပြီးတော့ထောက်ပြောပြီးတော့သူ့ကိုတော်လေးအချိန်မှာယေရှုခရစ်တော်ကသူ့ကိုချီးလည်းမချီးဘူးဘာစကားမှလည်းမပြောဒါပေမဲ့တစ်ဖက်ကလူသားကဘာပြောလဲ။အိုးမိတ်ဆွေခင်ဗျားနဲ့ကျွန်တော်ကအပိတ်ကိုခံရတာနော်။ဒီလူကဘာအပိတ်တစ်ခုမှမရှိဘူးနော်။ခင်ဗျားသူများကိုလည်းမကြောက်ဘူး။တရားသခင်လည်းမကြောက်ဘူးပဲ။ခင်ဗျားနဲ့ငါကခင်ဗျားနဲ့ကျွန်တော်ကအပိတ်အကြောက်တော့ဒီကိုခံရတာဒီလူကအပိတ်မရှိဘူးနော်လို့သူ့တငယ်ချင်းတို့ပါလေ။ရှေ့ရှုပြီးမှယေရှုဖက်ကိုလှည့်ပြီးတော့ယေရှုကိုပြောတယ်။အိုးတရားသခင်ပြန်ကြောလာတဲ့ချိန်မှာဘုံတစ်ခုနဲ့ကြောလာတဲ့ချိန်မှာတာဘူးမမဲနဲ့ယေရှုခရစ်တော်ဟာကဲတင်ပါရှင်ဖျားဖြစ်တယ်။လောမျိုးလာစေနာနဲ့ကဲတင်နာနဲ့ကျမစေနာနဲ့ဆိုတဲ့သူ့ဂျုံကြည့်ခြင်းနဲ့ယေရှုကိုပြောတဲ့ချိန်မှာဒီနေ့ကလည်းဆက်ပြီးတော့ဒီနေ့ကလည်းအတူပါရဒိတ်မှာပြပါနေရမယ်ယေရှုကိုပြောတယ်။ဆိုလိုချင်တာကဘာလဲဝေချက်တော့မဖို့လို့တယ်ယေရှုခရစ်တော်ဟာငါရဲ့ကယ်တင်ပါရှင်ငါရဲ့သခင်ဖြစ်တယ်ဆိုတာကိုဝန်ခံပြီးတော့လက်မြောက်ပြီးတော့နော်ကိုနဲ့ချပြီးမှယေရှုကိုလက်ခံမှာတယ်ယေရှုကျွန်တော်တို့ဖက်ပါဝင်မှာဖြစ်တယ်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုလာကြဖို့ဆောင်မှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ယုံကြည်လက်ခံဖြစ်လာပြီးကြတဲ့ကကျွန်တော်တို့ဟာဒီလောကကနဲ့ခွဲခွဲတာဖြစ်တယ်ဒုတိယချက်က separate ခွဲခွဲခြင်းပေါ့နော်သူများတွေကြောကြောနော်မနေရတော့ဘူးယုံကြည်သူသားတပည့်ကြောဖြစ်လာပြီဆိုတော့ကျွန်တော်တို့ဘုရားဝတ်မှာငွေမျိုးရုပ်ကိုမြောက်ဖို့ရတဲ့ကျွန်တော်အကြည့်ကြည့်တယ်ချက်ရောမခန်းကြီးရှိကိုသူနိုင်သူပေးလိုက်ပါနော်ရောမခန်းကြီးရှိအဲ့ဒါတော့ကျွန်တော်တို့ယေရှုခရစ်ကိုလက်ခံပြီးပြီဘုရားသားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ပြီးပြီဆိုတော့ကျွန်တော်တို့ကနော်ဒီဟာလေးကိုအမေတာမှတ်ပြရမယ်ကျွန်တော်တို့ဆက်ဖက်ကြအောင်ကျွန်တော်ချက်ဖတ်တာအားမရဘူးကျွန်တော်ဆက်ဖတ်ရအောင်ကဲဘုရားသခင်ကိုရှင်းတော်တော်ပြီးကျမ်းစီတော်မူသည့်အတိုင်းသောတော်မူသောသူတို့ရဲ့အကျိုးကိုခတ်သိမ်းသောအရာတို့သည်တည်တည်တော်တော်ပြုစုကြသည်ကိုမာရသိကြ၏ဘုရားသခင်၏သားတော်သည်အများသောညီတို့တို့တွင်တောင်းဖြစ်တော်မူသည့်အကြောင်းဘုရားသခင်သည်ရှင်းမစွာကပြီးတော်မူသောဘုရားကိုသားတော်ပုံသဏ္ဍာန်နဲ့ဒီဖြစ်စေခြင်းကစေမစွတ်ဒီကခွဲခက်ခါပေါ်သားတော်မူ၏စကားမဲ့ထူတော့ခွဲခက်မတာခါပေါ်သူတို့ကိုခေါ်တော်မူ၏ခေါ်တော်မူသောသူတို့ကိုကမစေရာဒီစေ၏သူတို့ပြောင်းမစေရာဒီစေသောသူတို့ကိုချီးမြှောက်စေ၏တုတ်ဖြစ်၍ဤအရာများတို့နဲ့ဘယ်ပဲရာတို့ပြုတ်စေတရားသခင်ဒီမာရောနဲ့အတူရှိနေအဘေသူဒီမာရောပဲနဲ့မနေနိုင်မနေမိမိသားတော်ကြီးကိုဘယ်နှမြောက်လဲငါတို့ရှိမှာတို့ဟာဆွတော်မူသည်သားတော်နဲ့ကွာခတ်တဲ့တော့တာကိုငါတို့မပြေပဲဘယ်နေနေတော်မူမနည်းဘုရားသခင်ရွေးတော်မူသောသူတို့ကိုအဘေသူဒီအပိတ်တင်နေဖြတ်မရဒီစေတော်ကဘုရားသခင်ပဲဒီဟာလေလုယာအပိစီချင်းတော့တစ်ခေါက်ပါမယ်အပိစီတော်သူကအဘေသူဒီအသေးခံတဲ့ခံနေတာကတေချီမှာထားရုံလေဘုရားသခင်ရဲ့သာတော်ချက်ချက်ငါတို့ကိုစုပေါင်းတဲ့တော်ကခရစ်တော်ပဲဒီခရစ်တော်နဲ့အချစ်ချင်းမတန်တဲ့ငါတို့ကိုဘယ်သူကစေမနည်းဟာလေလုယာအာမင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးအိုဖခင်ကျွန်တော်ဘာမှမလုပ်နိုင်ဘူးကျွန်တော်ဟာကာယကဝစီကဘလို့ကလည်းမကြည့်ဘူးလားဘူးဖခင်ရဲ့ပြုမချင်းဖခင်ရဲ့တန်ဆင်ခြင်းဖခင်ရဲ့ကင်ချစ်တာကျွန်တော်အသက်ရှင်နေတယ်ဆိုပြီးတော့ဝန်ပတ်တော့ချက်လာတဲ့ချိန်မှာဝိညာဉ်တော်ဖခင်ကကျွန်တော်ထဲမှာဝင်လာပြီးတော့ဖခင်ကိုအဘာလို့ခေါ်တိုင်ခွင့်ရှိတယ်တာဖြစ်ခုကိုရတယ်အမွေးခန်းစားခုကိုလည်းရတယ်အဲ့ဒါတော့ကျွန်တော်တို့မှာဒီလောကီကလည်းကျွန်တော်ခွဲထွက်ရအောင် separation ကျင်းကွာရမယ်ဘယ်မှာလဲယုံကြည်သူမိတ္တရာဖွဲ့တဲ့နေရာကိုကျွန်တော်တော့ရမယ်
ping mahal loh, dia jom dia loh me. Nak kalau mahal loh, dia jom dia loh. Era kucing saya tu dia. Era jom Yesus Kristus dia kita cenderung macam tu bisu no, betul ke piti pinan malah, betul ke kami apa ni mungkin apa. Kami akan cerita mana kalau jadi dulu kita, sada mana kalau lagi dulu lagi malah. Tapi memang Yesus Kristus kan ngaruh macam tu. Haleluya. Dini di sini orang bapile, kami lo sima, cenderung api ku ancam orang pampe biro, api kan candere deh. Haleluya. Era jom Yesus dini cenderung kami. Kenya juru kebuli apiti along, dine juru nele desa apiti along, non decima juru yang apiti along ha, payah terkengga, non kudu pita kita. Era tu macam sama biar wapi dole. Cenderung apa ati khanere, api jom tiya luar sate nele Yesus Kristus, simpian thang orang prima, dine di sini kemero sima, cenderung api ku pilih punya deh, cinta tu je puyo cina api, tu yang tu kemero sima, thane sepiti, haleluya. Kecing cenderung aku nak korang ni, era ku cisok cintu kore, jum cintu tak pergi kau soya lorong ni. Oh bino, era tu di lokama. No tu no tersinere cuma, pihak mana me, tele mau bukan nama tele, bukan nak kalau tu family nama boleh, bukan mempiang nama boleh, orang mana, di bukan nama tele mau, cincin awak ni lakukan tidak boleh, dah mana, mati kena, ada tersinere cuma, kita dah tu, ada siapa, dua ni, pihak terkinggal, zuai kau tu duri ha. Tidak pihak yang kerja tu lihat, mentah kaya le. Ada mentah tu lihat, bunglo kerja sendiri. Haleluya. Era ni kita orang kita. Nampak ni, nak sunjuk ni apa le? Saving asyik dia. Pertama, nature biro, pihak ku one chat rompan ni ha. Jono oh ini ha jono ni ni ya polo. Oh ini ha jono ni macam apa? Jono ha di pepel ya romi. Suria kami, saya pion lah cuma. Biar mari ketika nasa biro, macamnya logo, maya logo, balu yang lain, sapi, amulo saya logo. Haleluya. Ni yang maluman surah Arab. Luda mana cisi le no? Ne cisi le lusila. Lepas apa? Jadi biro. Alung ne cisi lah be. Dapat di mana dia mama mino, isu sele beti, boleh mana? Aku sekarang punya ne cisi dah biro di mana? Alung lain, few lain, non cakap lagi na. Siapa dia orang alung mana cong malam mahu. Tiada jika orang kita siapa lagi mana? Luman ni yang mana? Tunggu mahu orang no. Ada ni jika tu ni yang mana cuma betul mah, nak sama peyu no. Tu ni yang mana ni yang macam mana no? Tu dia ada tak kaya ni. Era tu pihak ni no. Tu ni yang mana ni no. Terceri yang mana tu ni no. Kuku bodoh do, kumita sudah do, kulung juga do, kuatin do juga, akulung dah kaya oleh ni. Era kita ada ni, ni yang malu mama buat. Era tu simpel juga berapa kita. Ni yang malu mama dia. Ni cerita bukan susah, kau ni apa le? Saya boleh ni kisah. Bete masih ada cinggalau, no. Anak le macam no. Anak kita di sini, ku saya ini masih ada orang ku kurang no. Oleh mana? Ni yang mana ni no? Ku kan ada pun apa sih? Tu ni yang mau beli petrol di sini wah. Yo sama juga. Era contoh ni. Ku ni yang macam job kita cuma. Di ni di cingga macam sama tu ni cile. Bego kat rumah ni. Oleh mana tak tahu, no? Anu. Yo cina kat air je sana. Pihak yang tahu pilih semua, pihak ni yang macam orang ni yang orang. Ada ni yang piona ni surprise pihak ni tu orang baru yang orang ni amuro semua yang orang. Era tu pun nak. Semua mak kanji, semua kanji, tiga ni si macam orang dah. Mak dia tak bisa pilih tu orang macam orang. Pihak ni kita beri, jumci cina api beri tu semua ni macam orang khas saya. Dah saya jumpa orang no. Luci dia, tidak usah tidak luci dia cuma itu orang no. Pihak kita beri cenderung ye, barmi lupa apa no, cenderung lemah ni ajakan cenderung, abu tu semua. Bekan cina pintu orang, sudong cina pintu orang, tecin cina pintu orang, nak apa dokter cina pintu orang, luna kuku kuna pe cina pintu orang, sudong pe cina pintu orang, miu ni, cenderung mah, tersuan ni ajakan pihak kita beri cara tu sih.
အဲ့ဒါကိုကျွန်တော်တို့အတူချက်ရအောင်နော်မရှိတဲ့မကြောက်နဲ့ဘုရားရှိမှဝန်ခံတော့မှကျွန်တော်လုပ်ရအောင်ဘုရားရှိမှကျွန်တော်တို့ကအဲ့ဒါကိုအတူချက်ရအောင်ကိုရင်ဒုတိယဆာဆိုအခန်းကြီး9ငယ်တစ်စီမှာပြောတယ်ကျွန်တော်တို့အသက်ရှင်နေတဲ့ချိန်ကာလမှာပြုဆောင်လောက်ဆောင်နေတဲ့အရာတွေအားလုံးနဲ့သူခရစ်တော်ရှိမှကျွန်တော်တို့ထွက်ပြီးတော့တရားရှိရင်ချစ်ကိုခံရလိမ့်မယ်တဲ့ဒီမှာဖတ်မယ်အဘေကြောင့်ဆိုတော့ငါတို့အားလုံးဒီတရားရှိရင်ချစ်ကိုခံရ၍ခရစ်တော်၏တရားပလင်ရှိနေရောက်ရှိကြမယ်ဖြစ်တော်ကြောင့်ကိုခန္ဓာနဲ့အင်းရှိနေရှင်ပြုခြင်းခဲ့တဲ့ကောင်းမှုမကောင်းမှုအတွက်ထက်တဲ့တော့အကျိုးအပြစ်ကိုကျွန်တော်တို့အပြည့်အစုံခံကြရလိမ့်မယ်罗马Fပေါ်ရခန့်ချင်းရဲ့ငယ်ရှိတဲ့တင်မောလီဂျုံကြည့်တော့သူဖြစ်ပြီးကျေးဇူးတော်ကြောင့်ဖြစ်ကဲတင်ချင်းကိုခံရတယ်နော်ကျေးဇူးတော်ကြောင့်ဂျုံကြည့်ချင်းအဖြစ်ဒီကဲတင်ချင်းကိုခံစားရတယ်တင်မောရဲ့ကျူးစာအတော့ချင်းကြတဲ့ကြောင့်မဟုတ်ပဲနော်ဘုရားသခင်ချက်ပြတော်မူသောဆုဖြစ်၍အဘေတူမကိုကြောဆောင်ရှိဘူးနော်ခုတည်းမှာငါတို့ဒီခရစ်တော်ယေရှုနဲ့တို့တို့ဝတ်ပြီးဖြစ်လျက်ဘုရားသခင်စီမံတော်မူသောအကျင့်တော်များကိုပြုကျင့်နိုင်စေရန်ဘုရားသခင်ဒီငါတို့အားနော်အတိတ်ကပါထရှိတော်မူသည်ဟာလေလုယာဘုရားဖိမဘုရားရဲ့လူအင်ဆန္ဒကိုကျွန်တော်လောက်ဆောင်လာတယ်ဘုရားအလိုတော်တဲ့သက်ရှင်အောင်ဝိညာဉ်တော်ဘုရားကိုငါတို့အချိန်မှာထားပြီးသားဖြစ်တယ်တဲ့နော်အဲ့ဒါကြောင့်ခင်ဗျားကောင်းမှုကုသိုလ်ခင်ဗျားရဲ့ဖြတ်မချစ်တဲ့ချစ်ချင်းတဲ့ချင်းညာခင်ဗျားတို့ကျူးစာချင်းစူတောင်းချင်းအစာဆောင်ချင်းဝတ်ပြုချစ်တော့မဟုတ်ပဲနဲ့ဘုရားရဲ့ကျေးဇူးတော်ကြောင့်နော်ဒုတိယချင်းလက်ခံရတဲ့အခါဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုအတုချရအောင်အတုချရအောင်အဲ့ဒါကပြင်မှာအတုချရမယ်လေဘုံတော်ထင်ရှားဖို့ရမယ်အကျင့်ကောင်းကိုကျင့်တာဖို့ရမယ်ဘုရားသခင်ကကျွန်တော်တို့ကိုပိတ်ထားတာဖြစ်တယ်။ဂါလတိအခန်းကြီး6ငယ်930မှာပါရှိထားတယ်ဆိုတော့အခုလုံးမဖတ်ပြလို့တယောက်နဲ့တယောက်ကိုမလေးကြနဲ့ဘယ်သူကမှဖျားကိုမလေးနာဒီမှာဖျားကြောင့်မခံနဲ့ဒါပေမဲ့အခုတချို့သောသူတွေကစိတ်ကဟိုးဖျားသွားပြီသမင်းဆန်လာဘာလာတော့ရောက်သွားပြီခုခံစုရတဲ့ကြောင့်လူတွေများသိရှိမှာပါဆိုပြီးနော်အဲ့ဒါကိုဒီမှာဂါလတိကပြောတာကိုမလေးနဲ့ဒီရှာကတရားဟောတာလည်းခြိလိုက်တာဒီတော့ဘယ်တော့လဲငါချက်ပြီးသားပဲကျွန်မတက်ပြီးသားပဲဆိုရအမျိုးစားတာမနိုင်လို့ပဲအဲ့ဒါကိုမလေးနဲ့ဘုရားကိုဘယ်သူမှမလေးနိုင်ဘူးပဲကိုစိတ်တဲ့တိုင်းရိုက်တင်မယ်နော်ကိုစိတ်တဲ့တိုင်းမျိုးစိတ်တဲ့တိုင်းကိုရိုက်တင်မယ်ချက်ဆောင်မရှိဘူးအဲ့ဒါကြောင့်ကိုမလေးကြတဲ့ဘုရားကိုဘယ်သူမှမလေးကြဘူးအဲ့ဒါကြောင့်ဇာတိပဂတိဘာကျွန်တော်မျိုးစိတ်တဲ့ဆိုတော့ဇာတိပဂတိရဲ့သိချင်းကိုပဲကျွန်တော်ခါစားတယ်ဝိညာဉ်ပဂတိအဖြစ်ကျွန်တော်အသက်ရှင်နေမှာနော်ဝိညာဉ်ပဂတိရဲ့စုကြည်ကိုခံစားရမယ်လို့ရှင်ဘောလောကကြီးမှာပြောထားတာဖြစ်တယ်အဲ့ဒါကြောင့်ဘုရားရဲ့အလိုတော်အသက်ရှင်တာဖို့ရပဲခမရတော့အထင်မှာပါလေဘုရားသခင်ကသူ့ရဲ့ဝိညာဉ်တော်ကိုပေးပြီးသားဖြစ်တယ်လို့ကျေးဇူးပေါ်အထင်မှာလည်းပြောပြီးသားဖြစ်တယ်အဲ့ဒါကြောင့်ဆရာနဲ့နောက်ဆုံးအနေနဲ့ပြောချင်တာကအဲ့ဒီပေါ်ဒီတူထဲမှာပဲအခန်းကြီးတော့ငယ်30မှာပါရှိတယ်။အောက်မြစ်ဆိုတဲ့ယေရှုခရစ်တော်နော်ကျွန်တော်ဖတ်မယ်။အကြောင်းမူကားယေရှုခရစ်တော်တည်ဟူသောချက်လက်ရှိသောတိတ်မြစ်မှာတပါအချက်တော်တိတ်မြစ်ကိုဘယ်သူမှမချက်နိုင်။ထိုတိတ်မြစ်ပေါ်မှာဆွေငွေကြောက်ကောင်းတစ်တာမြက်ပင်ကောက်ယူများဖြင့်ထက်စီ၍တိဆောက်တော်သူရှိသည်များအတီးတီသောအလုပ်ဒီထင်ရှားနေမယ်။အဘေတော်ဤဟူမူကားပေါ်ပြချင်းနဲ့ရည်မိအားခင်းချက်စေနေမယ်လူလောက်တော့အလုပ်ဒီအပေတော့အလုပ်ဖြစ်ဒီကိုမိဒီစစ်စစ်နဲ့ချုံစမ်းကြည့်ကိုခံရလိမ့်မယ်ဒီနေ့ခရစ်တော်ထဲမှာကျွန်တော်တို့အသက်ရှင်နေပြီနော်ခရစ်တော်ထဲမှာကျွန်တော်ပြောင်းသွားပြီခရစ်တော်အတွက်အမှုတော်ဆောင်ပြီနော်ကျွန်တော်တို့ကတင်ချင်းရလာရပြီသားဒါပေမဲ့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့အရာတွေဟာရှင်တန်တော့ပေကချင်းဖြစ်တယ်ဒီနေ့ကျွန်တော်တို့အလှူငွေဟာကျွန်တော်တို့ကနော်ပိတ်ဆန်တဲမှာတော့မှအကျွေးကူရွက်ပြီးမှပေးတဲ့ဟာကျွန်တော်မရှိတာတော့နော်ကိုရှိတဲ့ကိုစိတ်လုံးအကျွေးမနော်ဒီတဲ့ဟာဖျက်တဲ့ဒီဟာဖျက်တဲ့ပေးထားရပြီဒီနေ့စေဖို့တဒီမှာလာထားရတော့ဖျက်တဲ့ကကျွန်တော်ကိုလောက်ဆောင်နိုင်ခွင့်နော်ကျမချင်းကိုပေးတဲ့တော့ဒီလာဆိုင်ရတဲ့ထဲမှာရှင်ဖို့တကူကဖျက်တဲ့ခင်အောင်စားပေးတဲ့တော့ကျွန်တော်တို့ပေးရမယ်ဆိုရင်ငလုံးသားနဲ့လာပေးရကိုစဉ်းစားတော့ပေးကချင်းဖြစ်တယ်ဒီနေ့စေဖို့တကူကမပေးရင်လည်းဆက်ရပဲဆိုတော့ဘယ်တော့ပေးရမယ်ဒါပေမဲ့
ဒီနေ့လာကတထောင်လာစနေလေဆိုတော့ဒီလိုပဲပေးရတော့မယ်ရှူတဲ့ဟာမျိုးနဲ့လာပေးတယ်ဆိုတော့အဲ့ဒါမရှိတာတော့ကျန်းစာပေါ်ပြထားတာပြီလေဆိုတော့နှလုံးသားအကျွမ်းမဲ့နဲ့ဟောဖျားသခင်ကြောင့်ငါဖြစ်နေတယ်ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်ကြိုးစားပြီအဲ့ဒါကြောင့်ခင်ဗျားတို့အဲ့ဒီယေရှုခရစ်တော်ပုံမှာကျွန်တော်အောက်မေ့တိတ်ပုံမှာဆောက်ရဟာကပါလေတချို့လူတွေကဆွေတုံးမယ်ငွေရဲတုံးမယ်ကြောက်ကောင်းလဲတုံးမယ်ကြောက်ရှင်းလဲတုံးမယ်ဒါပေမဲ့တချို့လူတွေကတက်ကဲနဲ့ကောက်ယူနဲ့တစ်တာကိုတုံးပြုတ်တယ်ဘေကချင်းမတူကြဘူးနော်အမှုတော်ဆောင်ချင်းမတူဘူးနော်ဘာစတာအနစ်တုံးဆဲလဲဆဲလောက်တဲ့ချိန်မှာလည်းပြုတ်စုတော့တယောက်မှမဖမ်းတဲ့လူများကြီးရှိတယ်အတင်းတော်မှာပဲပိတ်ကြီးကြီးနဲ့ခံပြီးတော့လက်ဆာစားပြီးတော့လေအများကြီးပဲဖောင်တာလုပ်ပြီးတော့ဒီချက်ဆက်တော့လေနိုင်ငံချက်ကစပွန်ဆာတွေယူပြီးတော့နော်ဖောင်တာတွေပိတ်ကြီးကြီးနဲ့ကားနဲ့နော်ဒီဖန်တာကြီးကြီးနဲ့ခံပြီးတော့နော်ဝင်းငင်တော့မဖမ်းတဲ့လူတွေဒီလိုမျိုးတွေဟာစီပေါ်လို့ချင်တာကတစ်တာနဲ့ကောက်ယူနဲ့တက်ကဲနဲ့ဆိုရလို့ဖြစ်တယ်တချို့လူတွေဟာဘာမှမရှိဘူးသူစီရင်နေလေဟာစုတော့ချင်းနဲ့အမေတန်မြူတမီစုတော့ချင်းမလည်းမကပ်ပါဘူးနဲ့ကျွန်မကတော့ပေကချင်းနဲ့မပြေနာဘူးဆိုတော့စုတော့ချင်းနဲ့မကပ်ပါဘူးနဲ့ဆိုလေစုကချင်းနဲ့ဒီဖျက်ကြောင့်မလာပြီးတော့ပြုတ်စုတော့နေတယ်ထောက်ကျတဲ့လူတွေကူအဆောင်လို့တမီတွေစုတော့ချင်းကမေတ္တာစုတော့နေမယ်ဆိုတော့ခင်ဗျာဟာဆွေနဲ့ငွေနဲ့ဆောက်ထားတဲ့သူဖြစ်တယ်ဟာလေလုယာအဲ့ဒါတော့တနေ့နဲ့ချင်းချင်းမှာမိတဲ့စမ်းကြည့်နေမယ်ဒီနေ့ကျွန်တော်လုပ်နေတဲ့အရာလေးဘုရားတခင်ကမိနဲ့နော်စမ်းကြည့်နေမယ်အဲ့ဒါချင်းမှာကျွန်တော်တို့ကျူးစားနေတဲ့အရာလေးအလုံးမှာမရှင်တန်တော့ပေကချင်းမရှင်တန်တော့ချစ်ပူရောမရှင်တန်တော့ဝတ်ပြချင်းဖြစ်နေမယ်ဆိုတော့တက်ကဲဖြစ်မယ်အမတ်တော်ရှိတယ်မရှိဘူးလို့မပြောဘူးနော်အကျိုးအပြည့်ရှိတယ်ဒါပေမဲ့နောက်ဆုံးနေကြတော့အကုန်လုံးရောဘာလို့မလဲတက်ကဲတော့မယ်နော်တော့ယူတော့မယ်တစ်တာရီတော့မယ်စီမလုံးနိုင်ဘူးငွေမလုံးနိုင်ဘူးကြောက်စင်းနေမလုံးအဲ့ဒီဆောက်တဲ့လူကလည်းဝိညာဉ်တော်ကတော်ထူကြလိမ့်မယ်ဟာလေလုယာမွန်နာတော့တော်ထူကြလိမ့်မယ်အဲ့ဒါကြောင့်နေ့စဉ်နေ့တိုင်းအသက်ရှင်နေတဲ့ကာလမှာကျူးစားပါမလုံးနိုင်ဘူးဖျားကိုရှုတော့မယ်ဘယ်လိုကျူးစားမလဲဖျားနဲ့အခုအသက်ရှင်တာကျူးစားမယ်ခုနပြောသလိုဒီဟာကဖျားကိုမကြိုက်ဘူးရောက်ရတဲ့ဆိုတဲ့ဆုခဲ့တဲ့ကိုတိပညာကမှဝိညာဉ်တော်ကမေတ္တာဆိုရလာတယ်အဲ့ဒီမှာကျွန်တော်အမေကန်ဓမ္မကျမ်းစာဖတ်ဖို့ဒီနေ့အထူးဆုတောင်းပွဲမှာပူဆောင်လာတဲ့ဆရာတော်ကျမ်းကျေးဇူးတင်တယ်ကျမ်းစာဖတ်ခြင်းရှိတယ်နဲ့မဖတ်ဘဲနဲ့ဖုန်ကလေးလေးတွေပါရှိတယ်မနေ့စောစောထားတာနဲ့ပါရရှိကြလားဆိုပြီးတော့မျက်စိပွင့်လာတဲ့ဖုန်ကန်နော်ဆရာလေးကလည်းမလင်ဘူးဆရာလေးကလည်းလူလာတဲ့မျက်စိပွင့်လာတဲ့အမေတို့တော့ဖတ်တဲ့လူနဲ့ပါလေစကားမပြောဘူးအမေကလည်းမခုဘောလေးမပြောဘူးလေဖုန်ကူကန်ဒီကမှလည်းအဲ့ဒါလည်းဒီနေ့ခွင့်ရပဲအဲ့ဒါကိုကျွန်တော်တို့ဟောဖယားကနော်ဖယားကိုလည်းနောက်မဆက်ပဲနဲ့ကိုမင်းမကူရောက်ချကိုတာတမီကိုနောက်မဆက်ပဲနဲ့ဖုန်းကိုနောက်ဆက်တယ်ဆိုတာဖယားမကြိုက်ဘူးဆိုတာဂျေမင်းနဲ့အားလုံးသိရအောင်ခွန်အားသိယူရအောင်ဖယားကိုလည်းခပ်ပြီးချင်းမရအောင်ဟာလေလုယာအဲ့ဒါကြောင့်ဒီဟာလေးကစားအတိမောကစားဖယားကြိုက်သလားမကြိုက်ဘူးလားဆိုတော့ဝမေတ္တာကျွန်တော်ရှင်းချင်းလုံးတူပညာနံပါတ်1ဓမ္မကျမ်းစာဖတ်မယ်နံပါတ်2အမေစုတော်ကြရမယ်အဲ့ဒီလိုနဲ့ပဲကျွန်တော်မှုတော်ဆောင်တဲ့အချိန်မှာနောက်ဆုံးပြတဲ့အခါကြီး20နှစ်အငယ်စင်းပါပါပဲလေငါဒီအလီအမြင်လာမယ်လူမျိုးတကာလည်းပြုတ်တဲ့အတန်ချင်းနဲ့အတန်လောက်ဆောင်နေတဲ့အတိုင်းငါဒီသူများကိုပေးခွင့်ရတယ်ငါလက်ဆောင်နဲ့တူတူကလာမယ်ဟာလေလုယာယေရှုခရစ်တော်ချီးမြှောက်ချီးမြှင့်ရမယ်သူ့ကျေယုကမငင်းမနွမ်းနိုင်တော့မတူးနိုင်တော့မပြည့်စည်နိုင်တော့သူ့ကျေယုတော်ထူဖြစ်တယ်ဟာလေလုယာအဲ့ဒါပူဇာနာပူညာပဲဒီနေ့ရောက်ရှိတယ်ရောက်လာတော့ရောက်ရှိတာတာတည်းမှာရှင်တန်တော်ပူဇော်ခြင်းဝတ်ပြုမှုကိုခြင်းဖြစ်ပူညာပဲဒီနေ့ကျန်လာရတဲ့နောက်ဘက်တော်အဖြစ်ရောက်ရှိတာကိုပြနေကောင်းဖြစ်ပြပါစေအာမေန်ကျေးဇူးတင်ပါတယ်ဘုကောနဲ့ကြီးမလုံးနဲ့တခေရဲ့ချစ်ချင်းတကယ်ဆိုဖို့ခါပြီးအတဲဟာလေလုယာသာဇူအယကတဲ့ကိုပိုင်တာအလို့ကျွန်တော်ဝီဘောကလူတမကိုချစ်တော်မူသောအဖခမီတော်မေတ္တာတော်
လောကလုံးနဲ့အပြေကိုကေတည်တော်မူသောယေရှုခရစ်တော်ရဲ့ကေတည်ခြင်းဆုတည်ရှိတော်နဲ့ယနေ့တောင်သာသမီကိုလိုက်ပြပူဆောင်ပေးတော်မူသောတိုင်းရှိတော်သောဖခင်ရဲ့ဆုကျေးဇူးမေတ္တာပို့ခြင်းပေါလို့ဒီကနေ့ဤနေမှာရောက်ရှင်တော်ရောက်တိုင်းအပေါ်မှာဒီနေ့မှာစာပြီးကာလအစဉ်တည်ရှိတင်တော်မူပါစေတည်းအာမင်